Okay အဲ့တော့ဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့က review configuration ကိုပြောလို့ရတယ်အရှိမလောက်ခဲ့တဲ့အရာတွေအကုန်လုံးကိုပေါင်းပြီးတော့မှပြောမှာပေါ့ဒီမှာဆိုကျွန်တော်တို့ပထမဆုံးနဲ့ hosting တွေချိန်မယ်ပြီးရင်တော့ enable secret မှာဒါကျွန်တော်တို့ device တွေအကုန်လုံးထားမယ်ပြီး number 3နေရကျွန်တော် VLAN တွေပေးမယ် VLAN 10 VLAN 20ပြီးတော့ number 4မှာဆိုကျွန်တော် CTP ကြည့်ပြီတော့ system မှာ CTP ဆင်းမယ်ပြီးတော့ကျွန်တော်မှာ transfer မှာ file နေနေဆိုလို့ရှိရင် procedure တွေ on မယ် procedure တွေဘာနဲ့လုပ်မှာလဲဆိုပြီးဆွေးနွေးအလုပ်လုပ်number 6နေရကျွန်တော်တို့ဒီ interview level အောင်လုပ်မယ်ဒါ VLAN တွေအချင်းချင်း connection မိအောင်လုပ်မယ် route 1 step ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ကြိုးတကြိုးထဲကနေပြီးတော့မှ set interface တွေခွဲပြီးတော့မှလုပ်တာ number 7နေရာတို့တော့အားလုံး PC တွေအားလုံးကျွန်တော်ပြင်ကြည့်ရမယ်အဲ့ကကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့က PC တွေမှာအဲ့ဒီနေရာတွေမှာကျွန်တော်တို့အရင်ဆုံးဘာပြရမလဲ support နေနေပြရမှာပေါ့နော်ဟိုနေနေကိုကျွန်တော်တို့ copy တနည်းအားဖြင့် global mode ထဲမှာပြရမှာမလို့ဒါ IP copy ပြီးရင် host နဲ့ကျွန်တော်တို့ပြရမှာ R1 okay ပြီးရင် enable ကိုကျွန်တော်တို့ကဒီမှာ secret နေထားမယ် secret ဆိုတာကျွန်တော်တို့ကဒီကျွန်တော်တို့ပေးလိုက်တဲ့ password ကို encrypt လုပ်မှာဖြစ်ပါတယ်အဲ့တော့ခြားပါတော့ကျွန်တော်တို့က let 1 2 3ပဲထားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီ router မှာကျွန်တော်တို့အစနေနေပြပါနော်ဒီဘက်မှာမယ်ဘာလဲ enable config ဒါကိုလည်း host နေပေးမယ်သူကကြတော့ sys 1အနေနဲ့ထားမယ် patient နောက်က enable အနေနဲ့ဆိုလို့ရှိရင် enable ဒီမှာလည်း secret secret ကျွန်တော်တို့ဒီမှာလက်ဒါတွေကဒီလိုထားရတာဘာမှမပြောဘူးသူ့ဘာနဲ့ဒီလို1 2 3ပဲဒီကောင်ရောenable ပြင်ကြော config global ဝင်အောင်ပြောလို့host ကို sys 2ပြင်နောက်ကကြတော့host 2ပြီးရင်ကျွန်တော်တို့ဘာလုပ်ပြရမလဲ enable ပေါ့နော် enable secret secret enable 1 2 3 okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဆင့်2လေးပြီးသွားပြီပြီးရင်အဆင့်3မှာဆိုကျွန်တော် VLAN 10နဲ့20 VLAN 10ကကျွန်တော်ဘယ်မှာပြီးမှလဲဆိုရင် PC1 နဲ့ PC2 မှာပြီးမှာနော် interface f0/ ကျွန်တော် 1 PC1 မှာဆိုလို့ရှိရင်remote access VLAN ကျွန်တော်10ဒါကျွန်တော်တို့ VLAN ကိုမဆောက်ခဲ့ဘူးဒါပေမဲ့ဒီ do show VLAN brain နဲ့တွားကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရှိပါလိမ့်မယ်နော်ဆောက် auto ဆောက်ပေးလိုက်တယ်ဟုတ်တယ်ဒီမှာလည်းကျွန်တော်အဲ့တော့ interface ကြတော့ f0/ 2တဲ့ဝင်မယ်ပြီးရင်နောက်က sim mode access ပြီးရင် switch access VLAN က20do show VLAN okay ရပါတယ်ပြင်ကြောဒီမှာဝင်မယ်interface f0/ 1နဲ့ဝင်မယ်ပြီးတော့ဒါ sim mode access switch access VLAN ကျွန်တော်တို့ဒါကVLAN 10ပေါ့နော်ပြီးတော့ interface f0/ 2တဲ့ဝင်မယ်ပြီးတော့ sim mode access switch access VLAN 20ဝင်ဟောရင်do show VLAN read ရတော့ကျွန်တော် VLAN လေးဆောက်ပြီးသွားပြီပြီးကျွန်တော် CTP နဲ့ကြည့်မယ်အဲ့တော့ CTP do show ပေါ့ဗျာ do show ကိုဘယ်နေရာမှာဘာကြောင့်ထည့်ရလဲဆိုတော့ config mode တွေထဲဝင်ရင်တော့ config mode global mode ထဲဝင်နေတဲ့အတွက်ကြောင့် global mode ထဲမဟုတ်ဘူးဆိုကျွန်တော် do ကိုဖယ်ပေးမယ် show နဲ့ဆိုရင်ရပြီ NERGXPOR neighbor do show neighbor neighbor CTP neighbor okay ဒါဆိုရင်ကျွန်တော်ဒီမှာ sys2 ရဲ့ဆက်ဆက်ထားတဲ့ဟာsys2 ရဲ့ 0/3 နောက်မှာပဲရှိတာဒီဘက်မှာလိုက်မယ်ကျွန်တော်ဒီမှာ do show CTP neighbor နဲ့ GXPOR neighbor okay ဒီမှာလာဆိုတော့ချိန်လို့ပြီးသွားပြီချိန်လို့ပြီးသွားရင်ဘာလုပ်မှာလဲကျွန်တော်တို့ front ဖောက်တော့မယ်အဲ့တော့ front ဖောက်မယ်ဆိုတော့front ဖောက်မယ် sorry ဖောက်မယ် interface ထဲဝင်မယ် interface f0/3 sim mode ကျွန်တော်ဒီနေရာမှာ layer 2တစ်ပတ်ဖြစ်တယ်ဒီတစ်ကြောင်နဲ့ကျွန်တော်ပြီးတယ် sim mode နဲ့
layer 3 ပါဆိုရင်ကျွန်တော်တို့ရေးပြရမှာရှိရပါ exit enter f0/3 symbol trn transient to show interface trend လိုက်ကြည့်ရအောင် okay ဒီမှာပြော trend ဖြစ်သွားပြီဒါ trend ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ထပ်မြင်သွားရနော်ထပ်မြင်ပြီးတော့ဆိုရင်ကျွန်တော်တို့ကpost security ကိုထားမယ် post security ထားမယ်ဆိုတော့ exit interface ထဲဝင်မယ်range နေပြီးပေါ်မယ်ဘာလဲဆိုရင်ကျွန်တော်တို့ကဒီကောင်က post security အကုန်လုံးထားအောင်ဖြစ်တဲ့ဒီမှာဆိုရင်နှစ်ဖက် f0/1 f0/2 ပဲထားမယ်အဲ့တော့ f0/1 to 2 symbol accept ပြီးရင် switch post ပြင်မယ်ဆိုတော့ security support CURIT1 support security online ပြီး support security ရဲ့violation ကကျွန်တော်တို့ restrict နဲ့ထားမယ် RESTRI restrict နဲ့ထားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာက support security 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 MAC address ကMAC address ကိုကျွန်တော်တို့ကMAC address ကျွန်တော် format ကြည့်ရတယ်အဲ့တော့ကျွန်တော် sticky နဲ့လုပ်မယ် sticky ပါ sticky နောက်ပြီးဒီဘက်လည်းပြီးသွားပြီဒီဘက်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီဘက်သွားပြီးတော့မှအလုပ်လုပ်မယ်အဲ့တော့ positive format ကိုကျွန်တော် interface ဒီ positive ရဲ့ကျွန်တော်တို့ trump port တွေမှာထားလို့မရအောင်เนาะဒီနေရာမှာကျွန်တော်တို့ access port တွေမှာထားရတယ်ကျွန်တော် PC နဲ့ချိတ်တဲ့ enterprise နဲ့ချိတ်တဲ့နေရာမှာတုံလို့ရတယ်ကျွန်တော် switch to switch router တွေမှာချိတ်တဲ့နေရာမှာကျွန်တော်တုံလို့မရအောင်အဲ့ခါမှာကျွန်တော် fault တွေနေတယ်เนาะဒီမှာsymbol accept being support support security support security violation ဒီကောင်ကိုလည်း Cristiano RESTRI security ထားမယ်ပြီး support security app error တွေနဲ့ပြန်ခေါ်လို့ရတယ်နော် MAC ADDRES address STRCKY အဲ့ခါကျတော့ကျွန်တော်တို့ post security ကိုလည်းထားပေးပြီးပါပြီเนาะကျွန်တော်တို့ save ထားပေးပြီးပါဆိုရှင်ကျွန်တော်တို့ဒီမှာကျွန်တော်ပြင်ဟာချက်တော့ရမှာအဲ့ဒီ bucket ပြအောင်အဲ့ဒီကျွန်တော်ပြရတယ်ပေါ့အဲ့ဒီမှာ12 10.0.0.1သူကတန်းကကျတော့ကျွန်တော် class A မှာပါတယ်အတွက်သူက255ကိုရှေ့ /h မို့လို့ပေါ့255တော့ကျွန်တော်ကဒီမှာ/က24မို့လို့เนาะ255ကိုသုံးမှရင်ဒီမှာကျွန်တော်တို့က default gateway မရေးဘာလို့လဲဆိုတော့ကျွန်တော် interview တော့လည်းမလုပ်ရသေးဘူးဒီမှာဒီမှာလည်းနော် 10.0.1 ဒါက1ပေါ့ဒီမှာလည်းပြန်လဲ 255.255.255.0 ပြီးပြီပြင်ညာကျွန်တော်ဒီမှာရေးမယ်desktop ပြင် 10.0.0.2 ပြီးရင်ဒီမှာ255.255.0 okay ပြီးရင်ဒီမှာကလည်းပြီးမယ် 10.0.1.2 255.255. ဒီနောက်က255.0 okay သူ့အချင်းချင်းအောက်မှာကျွန်တော်အရင်ပြင်ရအောင်မယ်ဒီကောင် PC1 နဲ့ PC3 နဲ့ပြင်လို့ရအောင်မယ် PC2 နဲ့ PC4 နဲ့ပြင်လို့ရအောင်မယ်ဒါကြောင့်ပြင်မယ်ပြင်ဒါဆိုရင် 10.0.0.2 okay ရတယ်ရနော် okay ဒီမှာလိုက်မယ်ပြင်မယ် 10.0.1.2 okay ဒါဆိုကျွန်တော်ပြင်လို့ရတယ်တခြားတွေပြင်လို့မရဟုတ်မဟုတ်ဆိုတာကြည့်အောင်မရအောင်နော်ဒါပါလေ okay ဒါမရအောင်အဲ့ဒါပြောသွားပြီဆိုရင်ကျွန်တော် interview routing ရေးပေးမယ် interview routing ရေးမယ်အဲ့တော့ဒီ enable ကျွန်တော်တို့ဒီမှာ password တောင်းပြီနော်
NAB left 1 2 3 okay in our CONFIG perfect အဲ့ဒါပြီးရင်ကျွန်တော်တို့ interface ကိုဝင်မဲ့ interface ကကျွန်တော်တို့ G0/0 တဲ့ဝင်မဲ့ no shutdown အဲ့ဒီမှာက IP တွေမပေးထားတဲ့အတွက်ကြောင့်မို့ no IP လို့မရိုက်ထည့်ရတယ်ဒါပေမဲ့တချို့ IP တွေပေးထားတဲ့နေရာကြရလို့ပြောနော် no IP address တေချာအောင်တော့ဒါထည့်ရတာပေါ့လေသူ့မှာရှိတဲ့ address ရှိရင်ချက်ပြတာမျိုးပေါ့သူက sub interface ခေါ်တာဖြစ်တဲ့အတွက်ပြင်မှာ enter G0/0.10 တန်တဲ့ပြီးရင်အဲ့ဒီမှာဘာရေးလဲဆို encapsulation encapsulation dot 1 2ကျွန်တော်တို့ပေးမဲ့ဗီဒီယိုကတန်အဲ့မှာပြီးမှာ IP address ကျွန်တော်ပေးမှာက 1 dot ဒါလေကျွန်တော်မှားရေးထားမိရမှာနော်ဒါတန်းနေဖြစ်အဲ့မှာရ select ကနေခေါ်လိုက်ပါအဲ့တော့ဒီမှာဆိုရင် 10.0.0.100 version 255.255.255.0 version is it sorry is it then enter G0/0.20 ပေါ့အဲ့ဒီမှာဆိုလို့ရှိရင်လည်း IP address 10.0.1.100 version က 255.255.255. version က Z ပြလို့ရတယ်ဘာကြောင့်လဲဆိုတော့ encapsulation encapsulation ကျွန်တော် dot 1 2ကျွန်တော်ပေးမဲ့ဗီဒီယိုက20 yeah oh sorry ပါကျွန်တော် interface မှာခရီးမှားနေတာenter G0/0 ကြံခဲ့တော့နေပါစ okay ဝင်သွားပြီencapsulation dot 1 2တင်ရမယ်ပြီးကျွန်တော်ပြင်မယ် IP address 10.0.1.100 255.255.0 this is to show IP interface premise လိုက်မယ်ကျွန်တော်ပြင်ဒီမှာသွားပြီးတော့မှ gateway ထည့်မယ်ဒီကောင်း gateway က10.0.0.100 အတဲ့ gateway ဒီဘက်ဒီမှာလည်းသူ့ရဲ့ gateway က10.0.0.100 ဒီမှာကကြတော့ကျွန်တော်တို့ဒီ gateway က 10.0.1.100 okay ဒီမှာလည်းအတိုင်းပဲ 10.0.1.100 ဆိုတဲ့ default gateway ထည့် default gateway မထည့်အောင်ပြင်လို့ရမှာပေါ့နော်နောက်ပြင်မယ်ဆိုတော့ကျွန်တော်ဒီမှာ 1.2 ရေကိုပြင်ကြည့်ကမ္ဘာချင်းရောပတိုင်အောင်အဲ့တော့ဘာလို့ပြင်လို့မရလဲဆိုတော့ကျွန်တော်ဒီမှာ Trump ဖောက်ပေးရတယ်ဒီမှာဆက်ဖောက်တယ်ဒီမှာကျွန်တော်တွားပြီး Trump ဖောက်ပေးခဲ့ရတယ်နော်အဲ့ဒါ channel အနေပဲပတ်စောတော်မီ LED လာ1 2 3 config configuration interface F0/4 share mode Trump ဒါဆိုမှသူကပြင်အောင်ပြင်ကြည့်ရအောင်ဒါတော့ okay ဝေပြင်ရတယ်ကျွန်တော်တန်းsorry တွန်းလို့1.100 1.100 ရဲ့ 0.100 ပဲပေးထားတာလေဟိုကရှိမှမရှိ okay အဲ့ဒါပြင်ကြည့်သူကတခြား PC တော့ပြင်ကြည့်အောင်မယ်ပြင် 10.0.1.2 ဒါသူနဲ့ villa မတူရဟာပေါ့နော် inter villa ရေးထားတဲ့အတွက်ကြောင့်မို့ villa မတူလဲပြင်လို့ရပါတယ်နောက်တစ်ခုက 1.1 okay ရပြီ
ပြီးကျွန်တော်သူ့နဲ့ဒီလန်တွေ့အောင်နားတာပေါ့ဒါပင်းလို့ရတယ်သူပင်းလို့ရတယ်ဆိုတော့သူ့ကိုလည်းကျွန်တော်ကောင်အကုန်ပင်းလို့ရမှာပဲဒါဆိုရင်ဒီကအပြန်လန်လာတာမလို့ဟုတ်ပြမယ်နော်အဲ့ဒါပင်းတန်တော့0.1ကြည့်မယ်သွားတယ်သူရောဒီနေ့ပြန်မတွေ့ရဒီကောင်လေးကိုသွားတယ်ဒီတက်ပြန်တွေ့ရပြင်လို့ရတယ်ဒါဆိုရင်အကုန်စင်နေရတယ်ပေါ့နော်အဲ့ဒီမှာpositive တွေမျိုးစစ်ခဲ့positive တွေစစ်တဲ့ကြောင် do show for security ကျွန်တော်တို့ positive S0/1 မှာလည်း positive လောက်ပါတယ် S0/2 မှာလည်း positive ဒီ boundary restriction နဲ့လောက်ပါတယ်အဲဒီဘက်မှာအဲဒီဘက်ဝင်မယ်ကျွန်တော်တို့ password တောင်းပြီး left 1 2 3 okay to show for security CURIT1 okay ဒီမှာသူလည်း positive ခံထားတယ်ဒါဆိုတော့ကျွန်တော်တို့အရှိမတင်ငယ်စာရဲ့အားလုံးရဲ့ review ဖြစ်ပါတယ် review configuration လို့ပြောမှာနော်